ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးကော်မတီရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ဒေသတစ်ပိုင်းပျက်စီးတဲ့ခရိုင်နဲ့မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးအဆောက်အအုံများအားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီရန်ပုံငွေနဲ့ပြန်လည်ပြည်ပြင်ဆောင်ရွက်လျက်ရှိရာနေဆက်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်တာဝန်ရှိသူများနဲ့အတူဖလန်းမြို့အတွင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အောက်တိုဘာ18ရက်နေ့မှာဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်ဖလန်းမြို့အိုးအိမ်ဝန်ထမ်းအိမ်ယာသုံးထပ်အဆောက်အုံပြန်လည်ပြည်ပြင်ခြင်းမြို့နယ်ကျေးလက်လံဦးစီးဌာနရုံးနဲ့မြို့နယ်စီမံကိန်းဦးစီးဌာနရုံးမျက်နှာကျက်ပြည်ပြင်ခြင်းပြည်တွင်းတကားများတက်ဆိုင်ပြည်သူမှုနဲ့နေရန်များအားအချို့သက်စေတုလုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးကလွှတ်တော်များပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။အောက်တိုဘာ19ရက်နေ့မှာဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်တာဝန်ရှိသူများနဲ့အတူအမှတ်နှစ်အခြေခံမူလတန်းကျောင်းသို့တွားရောက်ပြီးဒေသခံတိုင်းသားကလေးများလုံခြုံအေးချမ်းစွာပညာသင်ကြားရေးအတွက်ကျောင်းဆောင်အားအကောင်းဆုံးပြုပြင်မွမ်းမံတိဆောက်ရန်ပေါင်းဆက်ညှိနှိုင်းပေးပါတယ်။အဲဒီကမှတစ်ဆင့်ဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာနယ်စပ်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖလန်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအဆောက်အုံနဲ့ဝန်ထမ်းအိမ်ယာပြုပြင်နေမှုများကို၎င်းလျှက်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခရိုင်လျှက်စစ်အင်ဂျင်နီယာရုံးပြုပြင်နေမှုများကို၎င်းကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြကြပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးဟာဖလန်းမြို့တွင်ဒဇိတစ်ပိုင်းပျက်စီးသွားတဲ့ဌာနဆိုင်ရာအဆောက်အုံပြုပြင်ခြင်းလုပ်ငန်းများကောင်းမွန်မြန်ဆန်စွာဆောင်ရွက်ပြီးစီးနိုင်ရေးဒေသခံကုမ္ပဏီများနဲ့သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ဖလန်းမြို့ကိုတပ်မတော်မှအလုံးစုံထိန်းချုပ်ပြီးတဲ့2026ခုနှစ်မေလ6ရက်နေ့ကစတင်ပြီးဒေသခံပြည်သူများဟာဖလန်းမြို့ပေါ်နဲ့ပတ်ဝန်းကျင်ကျေးရွာများသို့ပြန်လည်ဝင်ရောက်နေထိုင်လာကြရာ3လတာကာလအတွင်းနိုင်ငံတော်အကြီးအကဲရဲ့လက်ညှိုးမှုနဲ့ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များရဲ့အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုများကြောင့်ဒေသခံပြည်သူများရဲ့ပညာရေးကျန်းမာရေးနဲ့လူမှုစီးပွားပွားများပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကြောင်းသိရပါတယ်။အလားတူတီးတိမ်မြို့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများဟာတီးတိမ်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝန်ထမ်းအိမ်ယာပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို၎င်းနေဆက်ဒေသတိုင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နန်းကျောင်းရှိကျောင်းသားအိတ်ဆောင်ပျက်စီးမှုအပြော့ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို၎င်းမြို့နယ်သာသနာတော်ထွန်းကားရေးပြန်ပွားရေးဦးစီးဌာနဖုံးတော်ကြီးတင်ပညာရေးကျောင်းစာရေးတာနဲ့စပူဆောင်ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို၎င်းတွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဆက်လက်ပြီးအကြမ်းဖက်ဖြစ်စဉ်များကြောင့်ပျက်စီးခဲ့ရတဲ့တီးတိမ်မြို့အမှတ်နှစ်အခြေခံမညာအထက်တန်းကျောင်းကျောင်းဆောင်များပျက်စီးနေမှုများအပေါ်ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးကသက်ဆိုင်ရာဌာနများနဲ့လွှတ်တော်များပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။ဒါအပြင်တွန်းဆန်မြို့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးဟာကော်မတီအဖွဲ့ဝင်များနဲ့အတူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးပြည်ပြင်ခြင်းဆိုင်ကလုန်းရှက်တာပြည်ပြင်ခြင်းနဲ့စိတ်ယုံပြည်ပြင်ခြင်းများကွင်းစင်ကြည့်ရှုစစ်ဆေးကသတ်မှတ်ကာလအတွင်းလုပ်ငန်းပြီးစီးရေးစံချိန်စံညွှန်းနဲ့အညီဖြစ်စေရေးများပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။